မိုင်းပြောသလိုမျိုးပဲအကွက်ကဒီကွက်နဲ့ဒီဘဝအဖြူကွက်နဲ့ညီရမယ်ဆိုတော့ဒီမှာအမဲတွေအကုန်လုံးထည့်လိုက်တယ်ထည့်လိုက်တော့ဒီမှာဖြည်းဖြည်းချင်းစိတ်ကလေးပေါ့ပေါ့ပါလိပဲသူကနမို့ဆိုလို့ရှိရင်အကွက်ကြီးတွေမလှဖြစ်မှာဆိုကဲအဲ့ဆိုလို့ရှိရင်နောက်တစ်ကွက်ထပ်ဖို့ကြည့်အောင်ဒါကတော့ဖြည့်သွားပြီပေါ့နော်ဒါစေးပြေသွားပြီလို့သဘောထားလိုက်တော့နောက်တစ်ကွက်ထပ်ဖို့မယ်ဆိုရင်ဒီအမဲတိုင်းပဲဒါအဖြူနော်ဒီမှာအမဲဒီလောက်ဆိုမဟုတ်ဘူးလေအဲ့တော့မချနဲ့ဒါကြည့်အဲ့လောက်မှဒီမှာအကျဲသလားဟုတ်တယ်နော်အဲ့ဆိုလို့ချင်းမနောက်တစ်ကွက်ထပ်ဖို့မယ်ဆိုရင်ဒီလောက်ပေါ့ရမှာအဲ့ဒါအကုန်လုံးကအမဲထပ်တုပ်လိုက်ဒီမြင်းเจ้าမှာမှားတတ်တဲ့လူကတော်တော်များတယ်အဲ့ဒါကြောင့်မတို့ကချက်ချင်းမဆွဲနဲ့ဖြည်းဖြည်းချင်းစီသွားတစ်စင့်ချင်းစီသွားလို့ရတယ်မတစ်စင့်သလားနောက်ဆုံးကြမှာဒီမှာအစင့်ခွဲပြီးတော့ကပြောချင်တာဒါလိုက်တစ်ခုလည်းမရဘူးငါတို့ကဆွဲနေကြဆိုလို့ဒါလိုက်ရပါမယ်ညီမတို့ကမရဘူးဖြစ်မှာဆိုတော့မနော်အဲ့ဒီမှာလာပြီးမှားတဲ့နေရာမှားတော့မှာညီမလေးတို့မှားတတ်တာရပြီဆိုပြီးတော့လွတ်ထားလိုက်တာဒီကွက်နဲ့ဒီကွက်နဲ့ဆိုဒီမှာကြည့်တေးသေးလေးထည့်ပေးရမယ်ဟုတ်လားနော်အဲ့တေးသေးလေးမထည့်လို့ရှိရင်မလာတော့မှာနော်အဲ့ဒီဘက်ကိုလည်းမလာဆေးပြန်ဖြည့်မယ်ဒီဘက်ကိုတေးသေးလေးထည့်မှညီမတို့အကွက်ပေါ်ပါမှာနော်အဲ့မှာ၄တော့ကွက်အဲ့လိုမျိုးမလုပ်ချင်ဘူးဆိုအမဲရောင်ကာလာဆိုပြီးတော့၄တော့ဖြူကွက်လေးတွေပဲချတက်လိုက်ရတယ်ဒါပေမဲ့ဆွဲနီးမှန်တော့ဒီလိုမျိုးဆွဲနေနော်ကိုယ့်ဘာကိုဖြတ်တွန်းညံနဲ့ကိုယ့်ဘာကိုလှုပ်ချင်လိုက်ရတယ်နော်အဲ့ဒီလာလို့ရှိရင်ကိုယ့်ဘာအကွက်လေး၄ကွက်လောက်ပဲချပြီးညီညီလေးလှုပ်လိုက်လိုက်ရတယ်နော်အဲ့ဒီရမယ်နော်သူထုတ်လိုက်တဲ့ဟာကိုဘာလုပ်မလဲအထဲထဲကိုပြန်ဝင်ပါလိဟုတ်လားစောင်းပေးမှရမယ်သူကတော့မမြင်အောင်ဆိုတော့ထားလိုက်တော့ဒါကြတော့တဝက်ပဲနော်ဟုတ်တယ်နော်ဒါလည်းတဝက်ပဲမမြင်အောင်ဆိုထားလိုက်ဒါပေမဲ့လည်းအစွန်လေးတော့လုပ်ပေးလိုက်နော်ဒီလိုမျိုး